အားလုံးပဲမင်္ဂလာပါဗျဒီဗီဒီယိုမှာတော့ဒါ interchain 1ရဲ့ conversation လေးတစ်ခုမှာပေါ့နော်ကျွန်တော်တို့အပြန်အလှန်ဒါစကားပြောကြတဲ့ပုံလေးပေါ့နော် direct နဲ့ me ပေါ့နော်သူတို့နှစ်ယောက်အပြန်အလှန်စကားပြောကြတဲ့ပုံလေးကိုကျွန်တော်တို့ဒီ conversation မှာဆက်ပြီးတော့ကျွန်တော်လေ့လာသွားမှာဖြစ်ပါတယ်ဗျအဲ့တော့ I'm on my feet all day ပေါ့နော် I'm on my feet all day ဆိုတာကြတော့ဒီ waiter တို့ပေါ့နော်ဥပမာ dancer တို့အဲ့လိုမျိုးအလုပ်လုပ်တဲ့ခါမှာဒီသူတို့မထိုင်ရဘဲနဲ့ပေါ့နော်အလုပ်ကိုဒီတောက်လျှောက်မတက်ရက်ပြီးတော့သို့မဟုတ်ဒီထားပြီးတော့မတက်ထားပြီးလောက်ရတဲ့အလုပ်မျိုးသူလုပ်တဲ့ခါပြောချင်တာပေါ့နော် I'm on my feet all day အဲ့တော့ဒီ conversation လေးကိုကျွန်တော်တို့အရင်ဆုံးဖတ်ကြည့်အောင်ဗျ and me Derek သူတို့နှစ်ယောက်ပြောကြတာပေါ့ဒီမှာဆိုလို့ရှိရင်ဘေးနားမှာနာမည်ရေးထားပါတယ်ဗျ and me ကအရင်ပြောတယ်ပေါ့နော် What do you do Derek I work part-time as a server Oh really What restaurant do you work at I work at Stella Cape downtown. That's cool. How do you like it? It's okay. I'm on my feet all day, so I'm always tired. What do you do? I'm a dancer. A dancer? How exciting. Yeah, it's great. I work with incredible people. That sounds really nice. But is it difficult? A little. I'm on my feet all day too, but I love it. အဲ့တော့ဒီပြောကြပုံလေးကိုကျွန်တော်မြန်မာလိုဆက်ပြီးတော့လေ့လာကြည့်အောင်ဗျ What do you do Derek Derek မင်းကဘာလုပ်တာလဲပေါ့နော်အဲ့တော့ MA ကမေးလိုက်တာပါအဲ့တော့ Derek ကဘာပြန်ပြောလဲဆိုလို့ရှိရင် I work part time as a server server ဆိုတာကြတော့ကျွန်တော်ဒီစားသောက်ဆိုင်တို့မှာပေါ့နော်ဒီ waiter တို့နောက်ပြီးတခါwaitress တို့ပေါ့နော်အမျိုးသမီးဆိုတော့ waitress ပေါ့နော်အမျိုးသားဆိုတော့ဒါ waiter ပေါ့နော်အဲ့ဒါဝန်ဆောင်မှုပေးတဲ့သူတို့ကိုပြောချင်တာပေါ့နော် server ပေါ့နော်သူကဒီ server တယောက်အနေနဲ့ part time ပေါ့နော် part time ဆိုအချိန်ပိုင်းလုပ်တယ်ပေါ့နော်ဥပမာဒီကျောင်းသားတွေပေါ့နော်တက္ကသိုလ်ကျောင်းသားတွေသူတို့အားတဲ့အချိန်လေးတွေမှာဒီဈေးစကားကာမီယိုဆိုပြီးလုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒီမှာ MA ကဆက်ပြောတယ်ဗျ Oh really what restaurant do you work atအဲ့တော့မင်းဘယ်စားသောက်ဆိုင်မှာလုပ်တာလဲပေါ့စားပါဆိုတော့ပေါ့နော်အဲ့တော့ I work at ငါလုပ်ပါတယ်လေဘယ်မှာလုပ်လဲဆိုတော့ Stella Cape အဲ့တော့ Stella Cape မှာလုပ်တယ် downtown ဒီမြို့ထဲမှာရှိတယ်ပေါ့နော်မြို့ထဲမှာရှိတဲ့ Stella Cape ဒီဆိုင်မှာလုပ်တယ်ပေါ့နော် That's cool ကောင်းတာပေါ့ကောင်းပါတယ်ပေါ့နော်ကောင်းတယ်ပေါ့နော် How do you like it ဆိုတာသူရဲ့အမြင်ကိုသူလုပ်တဲ့အလုပ်ပေါ်မှာသူရဲ့အမြင်ကိုမေးတာပေါ့အလုပ်ကိုသဘောကျလားအဆင်ပြေလားအဲ့လိုမေးတာပေါ့ How do you like it သူကအဲ့တော့ Derek ကသူ့ကိုမေးတော့ဘယ်လိုပြန်ပြောလဲဆိုတော့ It's okay အဆင်ပြေပါတယ်ကောင်းပါတယ် It's okay I'm on my feet all day အဆင်ပြေတယ်ဒါပေမဲ့ waiter ဆိုတော့တည့်ရဲ့အတိုင်းပဲမှာလိုက်တဲ့အခါစားတော့ဟိုသွားချပေးရတာတော့ဘာတော့အကုန်လုံးယူဆောင်ပေးရတယ်ဆိုတော့မထိုင်ရတဲ့တိတ်မရှိဘူးပေါ့နော်မတည့်ရပြီးတော့အလုပ်များတဲ့အခါမှာအလုပ်တွေကြားတဲ့အခါမတည့်ရပြီးလုပ်ရတာဟုတ်အားကြောင့် I'm on my feet all day ဒီ expression လေးကိုသုံးထားတယ်ပေါ့နော် so I'm always tired အားကြောင့်ငါအမြဲတမ်းပင်ပန်းနေပေါ့နော် What do you do မင်းကဘာလုပ်လဲဆိုပြီးတော့ Amy ကိုမေးလိုက်တာပေါ့နော် Amy ကိုမေးလိုက်တဲ့အခါ Amy ကဘာပြောလဲဆိုတော့ I'm a dancer သူကတော့ dancer တယောက်ပေါ့နော်အဲ့တော့ dancer ဆိုတော့ဒီမှာကရတယ်ပေါ့နော်သူအလုပ်က dancer dancing လုပ်ဖို့အတွက်ပဲနော်အဲ့တော့ dancer Derek ကမေးတယ် a dancer oh a dancer လားဆို the exclamation mark နဲ့သူက an တဲ့ပုံစံမျိုးမေးလိုက်တာပေါ့နော် how exciting oh ဒီအလုပ်ကအရင် exciting ဖြစ်တဲ့အလုပ်ပဲပေါ့နော် exciting ဆိုတာပျော်စရာကောင်းတယ်စိတ်လှုပ်ရှားစရာ dancer ဆိုတော့ boring မဖြစ်ဘူးလေအဲ့လိုအလုံးမျိုးပြောချင်တာပေါ့နော် yeah it's great Amy ကလည်းပြောဟုတ်တာပေါ့ it's great အရင်ကောင်းတယ်အရင်မိုက်တဲ့အလုပ်ပဲပြီးတော့တခါသူကဘာပြောလဲဆိုတော့ I work with incredible people ငါအရင် incredible people ဆိုတာအရင်ကောင်းတယ်ပေါ့နော်သူ့ဘောအရင်ကောင်းတယ်အလွန်ပေါ့နော်အလွန်ကောင်းတဲ့ပုံကိုယ်တွေနဲ့သူအလုပ်လူတွေနဲ့သူအတူတူအလုပ်လုပ်ရတာပေါ့နော်အဲ့လိုပြောတာ Derek အဲ့တော့ဘာပြောလဲဆိုတော့ that sounds really nice အဲ့ဒါတော်မိုင်းမဲ့ပုံပဲပေါ့နော်ပြင်းလောက်ကတော်မိုင်းမှာပဲပေါ့နော် but is it difficult dancer လောက်ကဟိုလွယ်လားခက်ခဲလားပေါ့နော်ခက်ခဲလားခက်လားကွာ dancer လေးယောက်ဟာအဲ့လိုမေးကြည့်တာပေါ့နော် a little
နည်းနည်းတော့ခက်တယ်ပေါ့နော်ဘာလို့ပြီးတော့ I'm on my feet all day သူလဲဆိုနာစာပါလို့ပဲပေါ့နော် I'm on my feet all day မတည့်ရပြီးတော့လောက်ရတာပေါ့နော်သူတို့ကဒန်ကားရတယ်ဆိုတော့လေအဲ့တော့ verb I love it ဒါပေမဲ့ငါရဲ့လုပ်ကိုငါသဘောကျပါတယ်နှစ်သက်ပါတယ်ပေါ့နော်ဒီလိုစကားပြောခန်းလေးပေါ့နော်အဲ့တော့ကျွန်တော်အင်္ဂလိပ်လိုအခုလို conversation ပေါ့နော်စကားပြောခန်းလေးတွေကိုကျွန်တော်လေ့လာလို့ရှိရင်တရားနဲ့တရားအပြန်အလှန်စကားတွေဘယ်လိုပြောမယ်အချိန်ဆက်ဘယ်လိုပြောမလဲဆိုတာကိုကျွန်တော်တို့ဒီကနေလေ့လာလို့ရပါတယ်နောက်ပြီး YouTube တို့ဘာတို့မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးပေါ့နော်အပြန်အလှန်စကားပြောကြတဲ့ဒီ native speaker တွေပြောတဲ့ file တွေလည်းအများကြီးရှိပါတယ်ဗျအဲ့ဒါလေးတွေနားထောင်ပြီးတော့ကိုယ့်ရဲ့ listening တွေ speaking တွေတိုးတက်အောင်လုပ်လို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်ဗျ